ကျွန်တော်တို့ပထမအနေနဲ့ကျွန်တော်တို့ဒီဖလန်ကလူမှုနယ်စုခုနပြောသလို12ခုနဲ့ကျွန်တော်တို့ဖွဲ့စည်းထားတဲ့မြို့နယ်ဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ CNO CNDF ကိုစတင်တည်ထောင်တဲ့အခါမှာ2021ဧပြီလ23ရက်နေ့မှာကျွန်တော်တို့တည်ထောင်တဲ့အခါမှာဒီလူမှုနယ်စုအကုန်လုံးရောဖြစ်နောက်ပြီးတော့အာ data ကျွန်တော်တို့ဖလန်ကဒီကလေးကပေါ်ဒေတာရဲ့ကျွန်တော်ဖလန်ရဲ့နောက်ပြီးတခြားနေရာမှာရှိတဲ့အာချင်းလူမျိုးတွေပေါ့လေအဓိကကျွန်တော်ဖလန်တွေအကုန်လုံးစုစည်းပြီးမှစာပရိုတီထောင်တဲ့ချိန်မှာအာကျွန်တော်တို့လူမျိုးနယ်စုအကုန်လုံးကို cover လို့ရအောင်လဲကျွန်တော်တို့စူးစမ်းတဲ့အဲစူးစမ်းတယ်လို့အကုန်လုံးလည်း cover တဲ့အခြေအနေမှာရှိတယ်ဆိုတော့ကျွန်တော်တို့ CNO ရှင်တဲ့မြင်တဲ့ပြောဖြစ်အမေရိကန်ပြောတာကကျွန်တော်တို့ဒီလူမျိုးနယ်စုတွေရဲ့ရတင်ရထိုက်တဲ့အာအခွင့်အရေးတွေကိုကျွန်တော်တို့ကဖော်ဆောင်ရှင်းတယ်ဖော်ဆောင်နေတဲ့နေရာမှာရှိတယ်ဆိုတော့ဒီဟာကျွန်တော်တို့အာမြို့နယ်ထဲမှာရှိတဲ့ဒီ data အကြီးတွေလူမျိုးနယ်စုအကြီးတွေမှာကျွန်တော်တို့ဒီလိုပုံစံနဲ့ကျွန်တော်တို့စိတ်ထဲမှာထားပါတယ်ဒါပေမဲ့အခုစီလက်ဖော်ကောရမ်ဆိုတဲ့ဟာပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ CJDC ခက်ကလေးကနေကျွန်တော်တို့သူတို့နဲ့ဘယ်လိုပုံစံနဲ့တလုံးတဝတီအကုန်လုံးဟို one နဲ့ဘယ်လိုတွားနိုင်အောင်ဆိုတော့ကျွန်တော်တို့ကြိုးစားတယ်သူတို့နဲ့အချိန်ချင်းကျွန်တော်တို့ငါးခါထက်မနည်းကျွန်တော်တို့တွေ့ဆုံတဲ့ဆွေးနွေးတဲ့ platform ကိုလည်းကျွန်တော်တို့လုပ်ပြီးမှသူတို့နဲ့အများအားတွေ့ဆုံတယ်ဒါပေမဲ့အခုချိန်ထိမအောင်မြင်သေးပါဘူးဒါပေမဲ့လည်းဘင်္ဂါရမ် CDF ရဲ့သူတို့ပြောသွားချင်တဲ့ပုံစံကဘယ်လိုဆိုလဲဆိုလို့ရှိရင်ကျွန်တော်တို့မြို့နယ်ကနေခွဲထွက်ပြီးမှကျွန်တော်တို့ဖလားမြို့နယ်ရောတိတိမြို့နယ်ရောတန်းစာမြို့နယ်ရောအဲ့ဒီနေရာတွေခွဲထွက်ပြီးမှသူတို့ရဲ့territory တခုကိုတတ်မှတ်ပြီးမှအဲ့လိုပုံစံနဲ့တွားချင်တဲ့အချိန်ကာလဖြစ်တယ်တွားချင်တဲ့ပုံစံဖြစ်တယ်ဒါပေမဲ့လည်းကျွန်တော်တို့အများအားပြောတာကအခုဒီချိန်မှာဒေါ်လာရေးကာလမှာအဓိကရေးကြည့်တာကကျွန်တော်တို့အနေနဲ့အားလုံးဟိုစီလုံးလုံးနဲ့ကျွန်တော်တို့တမျိုးနယ်ထဲမှာရှိတဲ့သူတွေအကုန်လုံးစီလုံးနဲ့တွားကြပြီးမှစစ်ကောင်စီကိုတိုက်ကြပြီးမှအခုဟိုသူတို့လိုချင်တဲ့အရာတွေကဒေါ်လာရေးအလွန်ကာလမှာလဲကျွန်တော်တို့ဆွေးနွေးလို့ရတယ်ဆိုတဲ့ပုံစံကိုကျွန်တော်တို့တွားပါတယ်ဥပမာကျွန်တော်တို့ Federal ရေးရာမှာဆိုလို့ရှိရင်လင်မှုစခေါင်ကလည်းဒီFederal ရေးရာဦးဆောင်တဲ့သူဖြစ်တယ်အရင်တော့ကသူတို့တနိုင်ငံလုံးမှာဒီသူတို့ TC ဆိုပြီးမှ Transitional Constitution သူဆိုပြီးတော့သူတို့ဆွဲထားတယ်ဒါပေမဲ့အဲ့ဒါက2004စက်တင်ဘာလလောက်ရောက်တဲ့အခါမှာ after ဆိုပြီးတော့သူတို့ပြောင်းတယ် Article of Federal Transitional Arrangement ဆိုပြီးတော့ပြောင်းတယ်။ဘာဖြစ်လို့ပြောင်းတယ်လဲဆိုလို့ရှိရင်Transitional Constitution ဆိုပြီးတော့သူတို့အာတွားလို့ရှိရင်ဒီဒေါ်လာရဲ့ကာလမှာအာနေမီကိစ္စဥပမာကျွန်တော်တို့ပြည်နယ်ကိုဘယ်နှခုနဲ့ဖွဲ့စည်းမလဲနောက်ပြီးတော့ဒိုင်းကိုဘယ်နှခုနဲ့ဖွဲ့စည်းမလဲနယ်နိမိတ်တွေဘယ်လိုတတ်မှတ်မလဲဆိုတဲ့အရာတွေ Constitution ထဲမှာကျွန်တော်ဆွေးလို့ရှိရင်အများကြီးအာဘယ်လိုပြောမလဲဒီပြဿနာတွေဖြစ်နိုင်တဲ့အခြေအနေကာလဖြစ်တဲ့အတွက်ကြောင့်ဒီဟာကို after ဆိုပြီးတော့သူတို့ပြောင်းလဲတတ်မှတ်တာဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့ဒီဒေါ်လာရေးကာလမှာကျွန်တော်တို့နေမြေတွေတတ်မှတ်ပြီးမှကျွန်တော်ချင်းအထဲမှာနေမြေတွေတတ်မှတ်မှအုပ်ချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်အများကြီးအာပြိပခါတွေဖြစ်နိုင်တာမို့ကျွန်တော်တို့ကယခုချိန်မှာလက်ရှိဒီဆဲဒီမြို့နယ် area တွေကိုမတတ်မှတ်ဖို့ဆိုတဲ့ဟာကျွန်တော်တို့ကလက်ဆွဲကင်ထားတာဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့လည်းသူတို့ကဒီအာနာဒီလက်နက်ကိုကင်ဆွဲပြီးမှကျွန်တော်တို့နေမီဖြစ်ပါတယ်ဒီနေမီကိုလို့ရှိရင်တော့ကျွန်တော်ပြစ်မယ်ခတ်မယ်ဆိုတဲ့ပုံစံနဲ့တွားတဲ့ခါကျကျွန်တော်တို့ပြိပခဖြစ်နေတဲ့နေရာမှာရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဘေ constitution မှာမဆို FCDCC ဆိုတဲ့ Federal ရဲ့ constitution တွေရဲ့မူကြမ်းတွေမှာဆိုရင်လည်းနောက်ပြီးတော့2008ကျွန်တော်လက်မခံတဲ့2008တရားဥပဒေဆိုမှုတရားအခြေခံဥပဒေမှာဆိုရင်လည်းကျွန်တော်တို့ဒီနေမီတွေတတ်မှတ်လို့ရှိရင်မြို့နယ်အတွင်းထဲမှာနေပြီးတတ်မှတ်လို့ရှိရင်လည်းကျွန်တော်တို့မြို့နယ်တစ်ခုရဲ့အနည်းဆုံးမြို့နယ်တစ်ခုရဲ့လူဦးရေရဲ့ထက်ဝက်ကျော်ကလက်ခံမှာပဲကျွန်တော်တတ်မှတ်လို့ရတယ်ဆိုတဲ့ဟာတွေရှိပါတယ်ဒါအဲ့ဒါကြောင့်ကျွန်တော်တို့ရှင်းအောင်ရှင်းတဲ့အနေနဲ့ကြတော့ကျွန်တော်တို့မြို့နယ်ထဲမှာရှိတဲ့မီတူမဆိုပေါ့လေဒီနေမီတတ်မှတ်မယ်တူးချဲ့မယ်ဒါမှမဟုတ်ရှော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့
နီလာမှန်တဲ့ဥပဒေနဲ့ကိုက်ညီတဲ့အရာတွေကိုကျွန်တော်တို့တွားချင်တာဖြစ်တယ်အခုလိုမျိုးဒေါ်လာရေးကာလမှာအာလက်နက်ကိုယ်ကန်ဆွဲပြီးမှကျွန်တော်တို့နေပြည်တော်တတ်မှတ်တာကကျွန်တော်လုံးဝလက်ခံမှာလည်းမဟုတ်တယ်လို့အာကျွန်တော်တို့ကတော့တကယ်လို့သူတို့တတ်မှတ်တယ်ဆိုရင်တောင်မှကျွန်တော်တို့သူတို့ရဲ့ Chinland Constitution အပိုင်းနှစ်အာအပိုင်းပုံမှန်နဲ့ဆက်လေလို့ကျွန်တော်ထင်ပါတယ်အဲ့မှာတောင်မှသူတို့ဘာလို့ဘယ်လိုရေးထားတယ်လဲဆိုလို့ရှိရင်တော့မြို့နယ်တစ်ခုဒါမှမဟုတ်ဒေသတစ်ခုရဲ့နေပြည်တော်ကိုတတ်မှတ်ဒါမှမဟုတ်တူးချက်ဒါမှမဟုတ်ပြင်ဆင်မယ်ဆိုလို့ရှိရင်တက်ဆိုင်ရာမြို့နယ်ဒါမှမဟုတ်ဒေသနဲ့ဒီချင်းလန်းကောင်ဆယ်ကနေဆွေးနွေးရမယ်ဆိုတဲ့ဟာရှိတယ်ဆိုတော့အခုချိန်မှာကျွန်တော်ချင်းလန်းကောင်ဆယ်နဲ့ကျွန်တော်မြို့နယ်ထဲမှာဖြစ်တဲ့ကဏ္ဍမှာဆွေးနွေးတဲ့ဟာတစ်ခုမှလည်းမရှိတယ်လို့ကြိုက်တယ်လို့လက်နက်ကင်ပြီးမှအခုလိုမျိုးခွဲထွက်မယ်ဆိုတဲ့ပုံစံနဲ့ကြတော့ကျွန်တော်တို့တိုက်ခိုက်နေတဲ့လက်နက်ကင်ပြီးမှတိုက်ခိုက်နေတဲ့စစ်ကောင်စီအတွင်တဒန်ကိုပဲယူပြီးမှလုပ်တာဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်ဆိုတော့ကျွန်တော်တို့ရှင်းအောင်ရှင်းတဲ့ပြင်တဲ့ကြတော့ဒီဟောနောရမ်ကိစ္စနဲ့ပတ်သက်လို့ရှင်းတော့ကျွန်တော်တို့ကတော့ဒီစပွဲပေါ်မှာကိုယ့်ရဲ့မြို့နယ်အတွင်းထဲမှာဖြစ်တဲ့လူမျိုးတွေဆိုကိစ္စလည်းဖြစ်တဲ့အတွက်ကြောင့်စပွဲထဲမှာထိုင်ကြပြီးတော့အဖြေရှာတဲ့နီလန်းကိုပဲကျွန်တော်တို့ကရွေးချယ်တာဖြစ်တယ်အဲ့လိုနီလန်းနဲ့ပဲကျွန်တော်တို့တွားဖို့ရှိတယ်ဒါပေမဲ့အဖက်ကနေမဖြစ်မနဲ့အခုချိန်မှာဆိုရင်လည်းအာမျိုးမျိုးသတင်းမီဒီယာထဲမှာလည်းအားလုံးအတွေ့အကြုံမှာပဲဖြစ်တယ်ဆိုတော့လက်နက်ကင်ပြီးမှကျွန်တော်တို့ရဲ့ဒီ HPO စီတဲ့ဖွင့်ကြရတဲ့ data မှာB2 စီတဲ့ဖွင့်ကြရတဲ့ဝလမခါလို့ရှိရင်ဆိုတဲ့ပုံစံလက်မခံဘဲနဲ့ပညာရေးရောဖြစ်ဖြစ်တခြားဘေကလာပဲဖြစ်ဖြစ်စီတဲ့ဖွင့်ကြရတဲ့မြေလက်အောက်မှာမရှိလို့ရှိရင်ဒီဒီသူတို့ရဲ့တတ်မှတ်ထားတဲ့နေမြေမှာနေလို့မရဘူးအဲနောက်ပြီးတော့သူတို့တတ်မှတ်ထားတဲ့စီမီဇာစီကံကိုမလိုက်နိုင်လို့ရှိရင်တော့အာဒီသူတို့ data မှာနေလို့မရဘူးဖန်ဆီးတယ်ကျွန်တော်တို့ CNL စင်တဲ့ကို support တဲ့သူတွေအကုန်လုံးလည်းသူတို့ဖမ်းတယ်သူတို့ warning ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့တွားနေတာကတော့ကျွန်တော်စစ်ကောင်စီနဲ့အတူတူပါပဲနောက်ပြီးတော့အခုဆိုလို့ရှိရင် state of emergency ဆိုတော့ဟာသူတို့သတ်မှတ်ထားတာရှိတယ်အဲဒီ state of emergency ဆိုတဲ့ဟာကဘယ်ချိန်မှာမှတိုင်းပြည်တစ်ခုက state of emergency ကိုကြီးညာကြတယ်ဆိုလို့ရှိရင်တော့တိုင်းပြည်တစ်ခုနဲ့တစ်ခုစစ်ပွဲဖြစ်တဲ့ချိန်အဲ့လိုပုံစံမျိုးမှာသူတို့ကstate of emergency ကိုကြီးညာလက်ရှိတယ်နောက်ပြီးတော့ဒီအာဏာအလုံးစုံကိုဘယ်သူလက်ထက်မှာထားတယ်လဲဆို state of emergency ပုံစံမျိုးမှာစစ်တပ်မှာဗျာအကုန်လုံးအာဏာပေးတဲ့ချိန်တွေမှာရှိတယ်ဆိုတော့ဒီ CDF ဖွဲ့ကတော့ကကျွန်တော်တို့ state of emergency တတ်မှတ်တာကကျွန်တော်ရှင်းအောင်ရှင်းတဲ့ကိုတစ်ဖက်ကနေရန်သူတို့တတ်မှတ်ပြီးတော့စစ်ကောင်စီအသေးလေးတစ်ခုကိုကျွန်တော်တို့သူတို့အကောင့်ထဲပေါ်တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်အဲကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ရှင်းအောင်ရှင်းတဲ့ကတော့ချင်းငယ်အောင်နဲ့ရှင်းအောင်ရှင်းတဲ့ကတော့ကျွန်တော်တို့ data အကြီးတွေနဲ့ဒီလူမျိုးတွေဆိုအကြီးတွေနဲ့ပတ်သက်လို့ရှင်းလဲကျွန်တော်စပွဲပေါ်မှာအဖြေရှာတဲ့နည်းလမ်းကိုပဲကျွန်တော်တို့ရွေးချယ်မှာဖြစ်တယ်အဲ့ဒီနည်းလမ်းကိုပဲကျွန်တော်တို့တွားချင်ပါတယ်ဆိုတဲ့ဟာပြောချင်ပါတယ်ဟုတ်